ဒီလိုလေသူအားလုံးသူအရင်တယောက်ချင်းသည်ချမ်းသာရင်ဒုက္ခချမ်းသာရင်ဒုက္ခနဲ့ပြည့်စုံနိုင်ကြပါစေလို့မေတ္တာပို့ဆုတောင်းနေတယ်ပဲကျွန်တော်ဗီဒီယိုဖိုင်လေးကိုစားလိုက်ကြအောင်နေလိုက်လွှင့်ရအောင်လဲအရှိကြီးလွှင့်အောင်လဲအဲ့လောက်ကြီးပြစရာမရှိတဲ့အတွက်ဗီဒီယိုလေးရိုက်တင်လိုက်တာပါကြည့်ချင်တဲ့ချိန်ပြန်ပြီးကြည့်လို့လည်းရတာပေါ့နော်အဲ့တော့ဖြစ်စဉ်တွေကတော့အချိန်တွေကတော့မကောင်းဘူးနော်အချိန်တွေမကောင်းဘူးဆိုတာဖြစ်ပေါက်ကရတွေလို့ပြောရမလားဟိုဘယ်လိုပြောရမလဲစိုက်ရှာလို့ကောင်းတဲ့အနေထားကိုမတွေ့ဘူးအဲ့တော့ကျွန်တော်တို့က break ဆိုလို့ရှိရင် break က၄လုံးပဲထွက်သေးတယ်839 6834ဆိုတဲ့ break ၄လုံးပဲထွက်သေးတယ်အဲ့တော့ break ကဘာတွေကြံတော့1 2 3 4 5 6 9ဆိုတဲ့ break 6လုံးကြံပြီးတော့ပျောက်ကနန်းက5လေးပျောက်နေတယ်အဲ့တော့ကျွန်တော်ကတော့ဒီထဲက break တစ်လုံးထွက်မယ်လို့ယူဆတယ်5လေးရလည်းနှလုံးလုံးမပျောက်နိုင်ဘူးအဲ့ဒါကတော့98%လောက်ထိသိကြတယ်ပေါ့နော်အဲ့တော့ကြည့်လိုက်အောင်ကျွန်တော်လည်းမရမကတော့ရှာထားတာပဲသူကကျွန်တော်တို့သုဒ္ဓဂိမ်းတွေထဲမှာ3.1ဆိုတဲ့ဟာဒီတဘာဝဂိမ်းအမှန်တကယ်3.1ကသုဒ္ဓဂိမ်းမဟုတ်ဘူးအဲ့တော့ထားပါတော့ခါမှာတဘာဝဂိမ်းဖြစ်ပြီးတော့ညနေမှာသုဒ္ဓထွက်လိုက်တဲ့အခါမှာဆိုတော့အဲ့လိုထွက်လို့ကျွန်တော်တို့ဒီခါ3.1ကိုထုံးစံအတိုင်းပါပဲရိုးရိုးလေးပါပဲခါ3.1ကိုကျွန်တော်တို့အိမ်နံပါတ်ပေါ့ဗျာပါဝါယူ3516ဆိုတဲ့ကောင်အောက်မှာကြာလာလားဆိုတော့ဒီမှာ16ကြာတယ်ဒါလည်းဖြစ်စဉ်3ခုပဲရှိအောင်မယ်နောက်တစ်ခုဒီမှာခါတဘာဝဂိမ်းကိုညနေမှာသုဒ္ဓထွက်ထားလို့3516အခုကြာလာလားအဲ့ဒီမှာဗျဒီ3.1ဆိုတာကလေနောက်တစ်ခုကကျွန်တော်တို့ဟိုတင်းပေါ့နော်ပေါ်လဲဆိုစုံမပါဝါလည်းဖြစ်နေတယ်ပေါ့နော်စုံမပါဝါလည်းဖြစ်နေတယ်ဆိုတော့သိတဲ့အတိုင်းပါပဲအဲ့တော့ဒီမှာခါတဘာဝဂိမ်းကိုညနေမှာသုဒ္ဓကြထားလို့